Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ Star အကြောင်းလေးကိုကျွန်တော်အနေချင်းလေးပေါ့နော်ဘာလို့ share လုပ်ပေးချင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပုံထဲကပြထားတဲ့အတိုင်းပေါ့နော်ဒီမှာ100 ohm ဆိုတော့100 k ပေါ့နော်100 k ohm ဆိုတဲ့ဥစ္စာလေးကိုအားလုံးမြင်ကြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီမှာပေါ့နော်တစ်ခုသိရမှာကကျွန်တော်တို့ဒီ LED ကိုလင်းနိုင်ဖို့အတွက်ဒီ100 ohm ရှိမှဒီ LED မီဒီယာတင်မှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ LED မီဒီယာ2 volt 3 volt ဒီလောက်ပဲသူထန်ကုန်ခံနေတာဗျာဒီထက်များသွားတယ်ဆိုရင်ဒီမီဒီကျွန်းမှာဖြစ်တယ်လောင်မှာဖြစ်တယ်အဲဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ120 volt ကိုအလယ်မှာခုခံပေးဖို့အတွက်နော်အလယ်မှာဂျားခံပစ္စည်းကိုဂျားခံပစ္စည်းကိုကျွန်တော်တို့ထားပြရတာဖြစ်တယ်ဂျားခံပစ္စည်းကကျွန်တော်တို့ဒီ resistor ပေါ့နော် resistor ကိုထားပြမှာဖြစ်တဲ့အတွက်ဒီ120 volt AC ကနေဒီ2 voltဆိုတဲ့ LED မီဒီယာကျွန်တော်တို့လင်းနိုင်မှုကကျွန်တော်တို့ဒီ 100k ဆိုတဲ့ဥစ္စာအုံရှိမှဒီမီဒီယာလင်းမှာဖြစ်တယ်ဆိုတော့ဒီ220ကိုကျွန်တော်တို့ဓာတ်ရိုက်သွားကြည့်ရဆိုဒီမီဒီယာကျွန်တော်ဖြစ်တယ်ဆိုတော့အဓိကကျွန်တော်ဒီမှာပြောချင်တာဒီ 100k အုံကိုကျွန်တော်တို့ဘယ်လိုရအောင်ရှာမလဲပေါ့နော်သိအောင်ဘယ်လိုရှာမလဲဆိုတော့ကျွန်တော်တို့အဲ့ကောင်လေးကိုကျွန်တော် theory နဲ့ဒီ formula လေးနဲ့ပေါ့ကျွန်တော်ပြောပြပါမယ်။ Okay ကျွန်တော်တို့ဒီမှာပထမကျွန်တော်တို့စုနော်120စုဒီကျွန်တော်120ပို့ကျွန်တော်တည်ရဖြစ်တယ်ပဲ။နောက်ကဒီ LED မီဒီယာခဏကြီးရှိတဲ့ဒီ power volt ပေါ့နော်ထားပါတော့တခြားLED volt ပဲထားပြီအဲ့ဒါကိုကျွန်တော်ကြည့်တယ်။နောက်သားပြီး LED တွေကျွန်တော်ဒီမှာထည့်ဆက်ပြီးရှိရက2 volt နဲ့3 volt ပဲခံနေတာဖြစ်တယ်။နောက်ကဒီ LED မီဒီယာမှာ20 milliampere လောက်ပဲခံနိုင်တာဖြစ်တယ်။20 milliampere ဒါ standard ပေါ့နော်သူတတ်မှတ်ထားတယ်။ milliampere ဟုတ်တယ်။ဆိုတော့အဲ့ milliampere လေးကျွန်တော်တို့သိပြီဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ100 ohm ကိုရှာပြီးရတယ်။ဆိုတော့ဒီ100 ohm ရှာတဲ့အချိန်မှာမှဒီမှာ color လေးတွေမတူဘူးပေါ့နော်။ဆိုတော့အဲ့မှာကျွန်တော်တို့ဒီ LED ဒီ resistor မှာကျွန်တော်ထပ်ပြရမှာကျတော့ resistor မှာ color ရင်းနဲ့ဒီ code တွေနဲ့နံပါတ်တွေလိုက်အဲ့လိုကွဲထားရှိရနော်။ညာသားပြီး resistor က0 to 10 အထိ color ရှိရဖြစ်တယ် spec က10အောင်17အောင်ရှိရပေါ့နော်။အဲ့မှာ silver နဲ့ gold ဆိုတာလေးရှိတယ်။ဆိုတော့ကျွန်တော်တို့အဲ့ဒီ color code တစ်ခုချင်းစီတိုင်းရဲ့သတ်မှတ်ထားတဲ့ number ကိုလည်းကျွန်တော်တို့ဒီမှာလည်း100 ohm ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့တွက်လို့ရမှာဟုတ်တယ်။ကျွန်တော်တို့ဒီမှာဒီပေါ့နော်ဒီ100 ohm ကိုကျွန်တော် total ohm ကိုသိတော်ညာလဲဒီ total ohm 100 ohm ဆိုတော်ညာလဲဒီအရောင်လေးရဲ့ဒီ number တွေမသိဘူးဆိုရင်ဒီ register ကိုထပ်ရှာတဲ့အခါမှာလေ100 ohm ရအောင်ဒီ100 ohm သိတဲ့အတိုင်း100 ohm ကိုထပ်ရှာဖို့အတွက်ကကြဒီအရောင်ကျွန်တော်ရောင်လေးရဲ့ number တွေနဲ့ဒီဟိုဟာလေးကျွန်တော်ထပ်တိဖို့လိုဖြစ်ပါတယ်။ Okay ဒါကြောင့်ကျွန်တော်တို့ခုန total resistor ဒီ resistor ကျွန်တော်တို့ဒီ ohm တိမှာခုန LED မီဒီကိုခုနကျွန်တော်ပြ LED မီဒီကိုကျွန်တော်တို့လင်းအောင်လုပ်ရမှာပေါ့နော်။ Okay ဒါကတော့ formula ပါ။ကျွန်တော်တို့ total voltage ခုနကျွန်တော်တို့စုအနေနဲ့220 voltage ရှိတယ် LED မီဒီယာ LED ဖို့ပေါ့နော် LED မီဒီယာတခြား2 volt နဲ့3 volt ခံနိုင်ဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီမှာ3 volt ထားပြလို့ရတယ် total volt ကနေဒီ LED ဖို့3 volt နှုတ်လိုက်တယ်နှုတ်လိုက်ပေါ့နော်နှုတ်လိုက်ပြီးမှဒီ I ဆိုတော့ဆိုတာရှိပါ LED ရဲ့ဒီ ampere LED ampere လည်းကျွန်တော်ခုနပြောထားတဲ့အတိုင်းပဲဒီ20 milliampere ပဲခံနိုင်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော် ampere လည်းသိမယ် voltage လည်းသိမယ်ဆိုရင်ဒီကောင်စားလိုက်တယ်ဆိုရင်ခုနကဒီကောင်ကျွန်တော် equation ရှာလိုက်တယ်ပေါ့နော် equation ရှာလိုက်တယ်ဆိုရင်ခုနဒီ100 ohm ဆိုတာကျွန်တော်ရလာမှာဖြစ်ပါတယ်အဓိကကျွန်တော်ဒီနေ့ပြောပြချင်တဲ့ဥစ္စာကြောင့်ဒီ formula လေးပေါ့ဒီ formula လေးသိရဆိုရင်ဒီ LED မီးလင်းအောင်ပေါ့နော်မီးလင်းအောင်ကျွန်တော်ဒီမှာလိုအပ်တဲ့ ohm ကိုရှာကျွန်တော်သိနိုင်တာဖြစ်ပါတယ်အဲလိုအပ်တဲ့ ohm ကိုကျွန်တော်သိနိုင်တာဖြစ်ပါတယ် resistor ကိုကျွန်တော်တို့တွက်ရတဲ့ formula ရှိသေးတယ်ပေါ့နော်100 ohm ရအောင်ဘယ်လိုတွက်ရမလဲ color code တွေနဲ့ဒီ color ခုချင်းစီတိုင်းမှာသူခံနိုင်တဲ့ဖို့ရှိရယ်နောက်တစ်ခုကသူ့ရဲ့သတ်မှတ်ထားတဲ့ number ရှိရယ်1ဆိုတဲ့1 2ဆိုတဲ့2 3ဆိုတဲ့3ပေါ့နော်အဲ number တွေနဲ့ output တွေနဲ့ပြန်ရှာမှာဖြစ်တဲ့ဒီ100 ohm အတိရအောင်ပေါ့နော် okay နောက်တစ်ခုကကြတော့ဒီကောင်ကကြတော့signal receiver လို့ခေါ်တာပေါ့နော်ဒီမှာကျတော့မရှိဘူးပေါ့ဒီမှာကျတော့မရှိဘူးဒီမှာကျတော့မရှိပါဘူးဆိုတော့ဒီကောင်က DC ပေါ့နော်ဒီမှာကဘာလို့ဒီ signal receiver ရှိရတယ်ဆိုတော့ဒီ LED media သူက DC ပဲလက်ခံတာပေါ့နော်ကျွန်တော် AC ကိုသူက alternating ပေါ့နော် AC ကိုသူက AC ဓာတ်ရိုက်ကျွေးလို့မရဘူးပေါ့နော်အဓိကတော့ AC ဓာတ်ရိုက်ဆိုချင်ဒီ LED media လောက်မှာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်ကဒီ receiver ပေါ့နော်ဒီ signal receiver ကိုကျွန်တော်ခံပြရတာဖြစ်တယ် receiver ဖြစ်တာကျွန်တော် receiver ဖြစ်တာကျွန်တော် one way ပေါ့နော် one way ဆိုတော့ကျွန်တော်ဒီကနေinverter ပုံစံကနောက်ဆုံးရိုးရှင်းပြောမှာဆိုရင် DC ဝင်သွားတယ်ဆိုတော့ဒီဘက်ကို output ကိုကျတော့ DC ထုတ်ပေးရဖြစ်တယ်ဆိုတော့အကောင့်လေးဖြစ်ပါတယ်
အပုံစံလေးကိုအလုပ်လုပ်ပြရပါတော့။ Okay ဒီနေ့ကကျွန်တော်ဒီလောက်ပဲအားလုံးနောက်လေး share နေရလို့ပြချင်တာဖြစ်ပါနည်းနည်းပြောရမယ်ဘာမှမလားပြောတယ်။ဒီကကြတော့ကျွန်တော်တို့ဒီမှာရှိရဲ့တရားအုံးကိုရအောင်ရှာဖို့ကကျွန်တော်ဒီ formula နဲ့ရှာတာဖြစ်။ဒီ formula လေးပြထားတဲ့ဆိုရင်ဒီမှာရှိရဲ့တရားအုံးကိုရှာလို့ရတာဖြစ်ပါတယ်။ဒီတရားအုံးကိုတိခဲ့တယ်ဆိုရင်တော့နော်ဒီ resistor ကြတော့လည်းဒီမှာ color light ကျွန်တော်တို့တတ်မှတ်ထားတဲ့ number တတ်မှတ်ထားတဲ့သူခန့်နိုင်ရေးအပြင်မှာတော့စီကွက်ထက်မှာတော့လွယ်ရပေါ့နော်ဒါတီကိုရက်ကျွန်တော်စီကွက်ထက်မှာတော့ဒီမျိုးတစ်ခါတည်း1000 ohm ဒါမှမဟုတ် 4.7k ohm ဆိုတော့ဥစ္စာအဲဒီရောက်မှာပေါ့နော်တိုးတော်လေးကျွန်တော်တို့ကကြတော့ဒီမှာဒီ formula လေးသိရဆိုရင်တော့ဒီ MIDI အတွက်လိုအပ်တဲ့ကျွန်တော်တို့ဒီ ohm ကိုသိရဖြစ်တဲ့အတွက်ကျွန်တော်ဒီ ဒီကသိရဖြစ်တဲ့အတွက်ကျွန်တော်ဈေးကွက်ထဲမှာဒီဥစ္စာတွေပဲတိုင်းမဝယ်လို့ရအောင်ပေါ့နော်ဆိုတော့အားလုံးအတွက်တစ်စုံပြန်နောက်လေးဖြစ်လိမ့်မယ်လို့ပြောတယ်အဲဒီမှာနောက်ဆုံးနဲ့ကျွန်တော်ပြောချင်တာကြတော့ကျွန်တော်ပြောလိမ့်မယ်ထပ်ပြီးမှပြောပြချင်တာကြဒီကောင်ကျတော့ silicon receiver လို့ခေါ်တာဖြစ်တယ်ဒါဆိုတော့ဒီကောင်ကAC ကနေ DC ပြောင်းပြီးတဲ့ဥစ္စာဖြစ်တယ်ဒီမှာလည်းခန္ဓာရင်ဟိုအားရှိရခန္ဓာရင်ဒီ plus or minus ပိုအားရှိရပေါ့နော်ဒီမှာထားမယ်နောက်တစ်ခုကဒီ LED meter ပေါ့ LED meter ကတော့ကျွန်တော်တို့ DC ကိုပဲလက်ခံတာဖြစ်တယ်နောက်တစ်ခုက alternating မရဘူး AC မရတာဖြစ်တဲ့ဒီ LED meter မှာ2 volt ခန္ဓာရင်ရှိရနောက်တစ်ခုကကျတော့ဒီ20 milliampere ရှိရပေါ့နော်ဆိုတော့အားလုံးအတွက်ဒီလောက်ပါပဲဆိုတော့ knowledge ရလိမ့်မယ်လို့ပြောနေတယ်ကျေးဇူးများ